တစင်ပါရှင်တစီချိုးရင်ပြုတ်ပြစရာရှိရပေါ့နော်မနေ့ကတစင်းစီမှာဖုန်းတကောဝင်လာတယ်အဲ့ဒါဘာမှမဟုတ်တစီအဖေပေါ့နော်အဖေများနေမှာတိုက်ဆိုင်ကျမကိုဖုန်းဆက်လာပါတယ်ရှင်တစင်ကိုင်နာဆိုတာမကိုင်ဘူးနော်အဖေများနေရောက်တိုင်းတချို့လူရမေးတယ်ဘာလို့အဖေပုံမတင်တာလဲအဖေရောအဖေရှိတာအဲ့လိုမျိုးလာမေးကြတဲ့အချိန်မှာတစင်တအားနာချင်ရပါတယ်ရှင်လူတိုင်းမှာသူ့ဇလန်းနဲ့သူရှိကြရပေါ့နော်ငယ်တုန်းကကိုယုံကြည်ရတဲ့မိသားစုကကိုယ်နာကျင်မှုပေးလိုက်မယ်လို့ဘယ်သူမှမထင်ခဲ့မိဘူးပေါ့နော်တချို့နာကျင်မှုတွေကအပြေမှာမမြင်ရပေမဲ့စိတ်ထဲမှာအမြဲတမ်းဆွဲချနေခဲ့တဲ့အရာပေါ့နော်တစင်အဖေမရှိတဲ့ဘဝမှာနေသားကြပေမဲ့လည်းတစ်ခါတလေဆိုဝမ်းနေရတော့ပေါ့နော်တစင်အဖေကိုလည်းအပြစ်မတင်တယ်လို့ဘသူ့ကိုမှလည်းအပြစ်မတင်ရပါဘူးရှင်ကိုယ့်ရဲ့ကံတရားကဒီလိုဖန်တီးပေးလာတယ်ဆိုတော့လေလွန်ဆန်မရတဲ့အရာတွေမို့လို့ဒီတိုင်းလေးပဲလက်ခံလိုက်တာအကောင်းဆုံးပါပဲရှင်။နံပါတ်ကြလို့ရှင်မိဆုံးဖတ်ဆုံးနဲ့နေရပါစေလို့တစင်ဖျားတော့တိုင်းခဏဆူတောင်းဖြစ်ဒီနေ့တော့ဒီလောက်ပါပဲရှင်။ကျေးဇူးအများကြီးတင်ပါတယ်။အဆုံးလေးကြည့်ပြီးလို့ဘိုင်ဘိုင်။